အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီ NATO event မှာ free token တွေဘယ်လောက်လောက်ထပ်ပြီးတော့ရအောင်လဲဆိုတာကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်အဲ့တော့ပထမဆုံးကကျွန်တော်တို့ကဒီ Jake လေးတွေပေါ့နော် big လို့တော့ခေါ်တယ်အဲ့ဒါလေးစုပြီးတော့ကျွန်တော်တို့ကဒီ free token တွေလဲရမယ်ပေါ့နော်အဲ့တော့အဲ့ဒါဘယ်လောက်ရလဲဆိုတာကျွန်တော်ပြောပြပေးမယ်ဒါတော့ကျွန်တော်ပြောရဲ့ big လေးတွေကိုစုရမယ်ဒီ event 3ခုပေါ့နော်အဲ့တော့ဒီ event 3ခုမှာကျွန်တော်တို့က test တွေလုပ်ပြီးတော့ဒီဘေးက big 950ဆိုတဲ့ဟာကိုစုရမယ်အဲ့တော့ total အနေနဲ့ကတော့ဒီမှာ1050ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီရတဲ့ big လေးနဲ့ပေါ့နော်ဒီ main event မှာတုံးမှုအတွက် free token နဲ့ပြီးတော့ကျွန်တော်ဒီ 502 event ပေါ့နော်အဲ့အတွက် free token တွေကိုကျွန်တော်လဲလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ဒီ main event အတွက်ကြတော့ ticket 10ခုလဲလို့ရမယ်ပြီးတော့ရင်ဒီ 502 အတွက်ကြတော့ ticket 7ခုလဲလို့ရမယ်ပေါ့နော်အဲ့တော့ကိုကဒီ event တွေဖောက်မယ်လို့စိတ်ကူထားရဲဆိုရင်ဒီ test တွေကတော့ပြည့်အောင်လုပ်ပေါ့နော်ပြီးွားရင်ကျွန်တော်ဗီဒီယိုရဲ့အဆုံးမှာလည်းဒီ token စုစုပေါင်းဘယ်နှခုရမလဲဆိုတာပြန်တွက်ပြပေးမယ်ပေါ့နော်အဲ့တော့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့တော့ပြောချင်ပါတယ်အဲ့တော့တခုကျတော့ဒီ event မှာဒီလို free ပေးသွားမယ့် item တွေပေါ့နော်အဲ့တော့ဒီမှာသူကတော့ဒီမှာ diamond 9000အထက်ရှိရလို့ပါပြောထားတယ်အဲ့တော့ဒီမှာဘောင်းတွေပါမယ်ပြီးတော့ဒီ emote တွေပါမယ်ပေါ့နော် profile gift တွေလည်းပါမယ်ပြီးတော့ဒီတေးရုပ်ထုပါလေ Gara ရဲ့တေးရုပ်ထုလည်းပါမယ်ပြီးတော့ Gara skin လည်းပါမယ်အဲ့တော့ဒါတွေကလည်းတော်တော် fine နေ fine နဲ့ပြင်မှာဒါတွေအကုန်လုံးက free ရမယ်ပေါ့နော်ဒါပြီးသွားရင်နောက်တစ်ခုကျတော့ဒီ free ပေးသွားမယ် Aster skin ပေါ့နော်အဲ့တော့ဒီ skin က free ရမှာဒီဘယ်ဘက်က skin ပေါ့နော်ပြီးတော့ဒီညာဘက်မှာလည်း special skin တွေကကြိုက်တဲ့ဟာကိုရွေးယူလို့လည်းရအောင်မယ် okay ဒါတော့ဒီအလကားရမယ့် free skin တွေပေါ့နော်အဲ့တော့ကျွန်တော်တို့အဓိကတော့သွားကြမယ်အဓိကတော့ဒီ skin လဲဖို့ပေါ့နော်အဲ့တော့ဒီ skin မှာကဒီအောက်မှာကြည့်မယ်ဆိုနည်းနည်းထူခြားတာဒီမှာ alpha နဲ့ udora ရဲ့ lucky box လေးတွေပါတယ်အဲ့တော့ lucky box skin တွေလည်းလဲလို့ရရင်ရမယ်ပေါ့နော်အဲ့တော့ဒါလေးလည်းပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီ skin တကောင်ကတော့ထုံးစံတိုင်းပဲဒီမှာ1200နဲ့လဲလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ထင်တာတော့ဒီအကယ်၍ကိုမှာဒီ NATO skin တကောင်ပိုင်သွားပြီဆိုရင်နောက်ထပ် NATO skin တကောင်ကြတော့1400နဲ့ဝယ်ရမယ်အဲ့လိုပုံစံဖြစ်မယ်လို့တော့ထင်တာပဲအဲ့တော့ကျွန်တော်ထင်တာကတော့ဒီ skin gift တဲ့တူတွေကို1400နဲ့ဝယ်စီချင်တယ်လို့တော့ထင်တာပဲအဲ့တော့ skin gift တမားတွေကြတော့နည်းနည်းတိုင်ပတ်မယ်ပေါ့နော်okay ဒီ 502 အတွက်ကျတော့ကျွန်တော်တို့ကဒီတငယ်ချင်းကို gift လို့ရတယ်ပေါ့နော်ဘယ်လို gift လဲဆိုတော့ကိုကနေပြီးတော့ဒီအဲ့ဒီလဲတဲ့ token ကိုဝယ်ပြီးကြတော့တငယ်ချင်းကိုပေးလို့ရတယ်ဒါကြတော့ကို့မှာမရှိလဲပေးလို့ရမယ်လို့တော့ထင်တာပဲမပြောတတ်ဘူးပေါ့နော်အဲ့ဒါကိုလာမှပဲတီးမယ်effect လေးတွေကတော်တော်မိုက်တယ်တကယ်အဲ့ Mobile Legends official page မှာတော့ကြည့်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်ကဒီ UB ပြထားတာဖြစ်တဲ့အတွက် credit လည်းပေးပါတယ်နောက်တစ်ခုကျတော့ဒီ Gara skin free ရမယ့်ဟာပေါ့နော်ဒါကတော့ test တွေကတော့ share လုပ်ပြီးမှယူရမယ်ဒီမှာဆိုလေ test တွေပါမယ်ပေါ့နော်ပြီးတော့ဒီအောက်က Madara challenge ဆိုတာလည်းဒါလည်းဒီ Gara skin ရဖို့ test တွေပဲshare လုပ်ရမယ်ပေါ့နော်ပြောချင်တာဒီ free skin ဆိုလဲအထင်တော့မတီးနေပေါ့နော်တော်တော်လေးမိုက်တယ်ဒါက exclusive tag နဲ့လာမယ်ပေါ့နော်ဒီ NATO tag နဲ့ပဲလာမှာမိုက်တယ်ပြီးတော့ဒါတော့ကလန်ပေါ့နော်ကိုကြိုက်တဲ့ကလန်ကို join လို့ရတယ်ကျွန်တော်ကတော့ Uzumaki ကလန်ကို join မယ်ဒီ event အကြောင်းနည်းနည်းလေးအားလူဖုံမယ်ပထမဆုံးဟာကတော့ဒီ join specialized training ဆိုတဲ့ဟာဒါကြောင့်ကျွန်တော် mini game လေးတွေဆော့ပြီးတော့ဒီ point တွေကိုစုရမယ်အဲ့တော့တော်တော်လေးလေးပြုတ်ဖို့ကောင်းမယ်ပြီးတော့ skin တွေနဲ့အများကြီးရမယ်ပေါ့နော်okay နောက်တစ်ခုကျတော့ဒီ big ယူတဲ့ဟာပေါ့နော်ဒါကြတော့ကျွန်တော်ရှင်းမှပြောလို့ပဲဒီဟာတွေတုံးပြီးတော့ဒီ free token တွေလဲရမယ်အဓိကတော့ဒီ event ကြတော့ sign in လုပ်ရမယ် sign in လုပ်ပြီးတော့ဒါတွေကိုစုရမယ်ပေါ့နော်okay နောက်တစ်ခုကျတော့ဒီ Chakura battle ပေါ့နော်အဲ့တော့ဒါကြတော့ဒီ spawn effect နဲ့ဒီ skin တကောင်တော့ free ပေးမယ်လို့ထင်တယ်ဒါကြတော့ဒီဘောင်နဲ့ emote ကိုလဲရမယ် event ဖြစ်ပါတယ်ဒီလို separate event လေးတွေပေါ့နော်မတူတဲ့ event လေးတွေအများကြီးလာဖို့ရှိမယ်ဒါကြောင့် Ninja Academy မိခွန်းနေဖြေရမယ်ပေါ့နော်နောက်တို့နဲ့ပတ်သက်တဲ့မိခွန်းနေဖြေရမယ်တော်တော်လေးကိုပြောဖို့ကောင်းတယ်ဒီ event တော့လုံးဝအကြီးပေါ့နော်အရင်မိုက်တယ်ကျွန်တော်ပြောရှင်းတယ်နောက်ဆုံးတစ်ခုကတော့ဒီ Mayhem mode ကပြန်လာမယ်ပေါ့နော်အဲ့တော့ဒီထဲမှာထူခြားသွားတာတစ်ခုကကျွန်တော်ဒီ NATO skin တွေကိုအလကားဆော့လို့ရမယ်ပေါ့နော်ဒါကြီးကတော့တော်တော်မိုက်တယ်စမ်းသုံးလို့ရမယ်ဒီ Mayhem mode ထဲမှာပေါ့နော်တခြား mode တော့မရဘူးဒီ Mayhem mode ထဲမှာ free ပေးသုံးထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ main event အတွက် free token ဘယ်လောက်ရမလဲဆိုရင်ဒီ phase 1နဲ့ phase 2မှာစုစုပေါင်း29ခုစီရမယ်ပေါ့နော်ပြီးွားရင်ကျွန်တော်ဒီရှင်းမှာပြောရတဲ့ဒီ test တွေလုပ်ပြီးတော့လဲတဲ့ဟာကြတော့စုစုပေါင်း10ခုရမယ်ပြီးတော့ကျွန်တော်ဒီ draw လို့ရတဲ့ဟာ token တစ်ခုထပ်ရမယ်ပေါ့နော်အဲ့တော့စုစုပေါင်းဒီ main event အတွက် free token က69ခုရမယ်အဲ့တော့ဒီ skin ကိုဘယ်လိုဖောက်မလဲဆိုတော့လည်းကျွန်တော်ဒီအောက်က video မှာလောက်ထားပေးရပေါ့နော်စိတ်ဝင်စားရင်တော့ကြည့်လို့ရပါတယ်okay နောက်တစ်ခုကျတော့ဒီ 502 အတွက်ပေါ့နော်သူကြတော့ face ကတစ်ခုပဲလာမှာအဲ့အတွက်က free token 18ခုရမယ်ပြီးတော့ကျွန်တော်ဒီရှေ့မှာပြောတဲ့ test တွေပေါ့နော်အဲ့အရာတွေလုပ်ပြီးရတဲ့ဟာ17ခုရမယ်အဲ့တော့ဒီ event အတွက်ကျတော့စုစုပေါင်း29ခုရမယ်ပေါ့နော်ပြီးွားရင်ဒီရုပ်ထုဖောက်ဖို့အတွက်ကျတော့လည်းကျွန်တော်အောက်မှာလောက်ထားပေးရပေါ့နော်အဲ့တော့ဒီ video မှာတော့ကြည့်လို့ရပါတယ်okay ဒီလောက်ဆိုရင်တော့ဒီ NATO event မှာ free token တွေဘယ်လောက်ရမလဲဆိုတာရယ်ပြီးတော့ဘာ event တွေပါမလဲဆိုတာတည်သွားလောက်ပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်
အားလုံးပဲ see you guys